သိပ္ပံပညာမထွန်းကားခင်လွန်ခဲ့တဲ့နှစ်ပေါင်း2500ကတည်းကဗုဒ္ဓမြတ်စွာဟာစัจ java ရဲ့လူအချက်တွေကိုဟောကြားခဲ့ပါတယ်။သိပ္ပံကခုမှ multiverse ဆောင်စဉ်းစားနေချိန်မှာဘုရားရှင်ကစัจ java ပေါင်းဂရေတသိန်းမကရှိတယ်လို့ဟောခဲ့ပါတယ်။ဒါဟာအခုခေတ် galaxy ပေါင်းဂရေရှိတယ်ဆိုတာနဲ့ထပ်တူပါပဲ။စัจ java တွေဟာအချိန်တိုင်းရင်မီးရည်လေးတစ်ခုခုကြောင့်ပျက်စီးသွားတတ်တယ်လို့ဆိုပါတယ်။ဒါဟာစัจ java ဒီပြန်လဲကြေမွတ်သွားမယ့် big crunch theory နဲ့အတော်လေးဆင်တူပါတယ်။ပျက်စီးသွားတဲ့စัจ java တွေဟာဟာလာဟင်းလင်းပင်ကြီးရဲ့ကနေပြန်လဲပြစ်တည်လာတယ်လို့ဟောပါတယ်။ဒါဟာသိပ္ပံပညာရဲ့ big bang ဆိုတဲ့အစပြုခြင်းဖြစ်စဉ်နဲ့သဘောတရားချင်းတူညီနေပါတယ်။စัจ java တစ်ခုနဲ့တစ်ခုကြားမှာလင်းမရောက်နိုင်တဲ့အလွန်အေးဆက်တဲ့ logandrate ငရဲဟင်းလင်းပင်ကြီးတွေရှိပါတယ်။ဒါဟာအာဂတာတွေက Putty Boys လိုဟာကွက်ကြီးတွေပါပဲ။ဘုရားရှင်ကလူသားတွေဟာဒီကမ္ဘာတစ်ခုထဲမှာပဲရှိတာမဟုတ်ပဲအခြားကျွန်းကြီး၃ကျွန်းမှာလည်းရှိတယ်လို့ဟောပါတယ်။ဒါဟာအခြားကျွန်းတွေမှာတက်ရှိတွေရှိနိုင်တဲ့ exoplanet နဲ့ယူဆပါပဲ။ Einstein ရဲ့ relativity လို့ပဲဘုရားရှင်ကအချိန်ဟာနေရာလိုက်ကွဲပြားတယ်လို့ဟောပါတယ်။လူပြည်က250ဟာနက်ပြည်မှာတရက်ပဲရှိတာကအချိန်နှိုင်းရမှုကိုပြသနေတာပါ။သိပ္ပံကပြင်လောကကိုလေ့လာပြီးဗုဒ္ဓဘာသာကတွင်းစိတ်ကိုလေ့လာတာပါ။နီလမ်တူပေမဲ့သူတို့ရှာဖွေနေတဲ့အမှန်တရားတွေကတော့တနေရာထဲမှာပဲဆုံးတွေ့နေပါတယ်